ပြောတော့သားမျိုးမဟုတ်ဘူးကွာမင်းကတထေးမျိုးမင်းရလေမလေးဒီမှာတထေးသားငါကိုနိုင်ကွာတထေးသား နေဆောင်အောင်ပြောတထေးသားနဲ့ဘလို့ဖြစ်ပြီးတရောင်းသားဖြစ်သွား ချစ်တယ်လူ ဟမ်ချစ်တယ်တရောင်းသားဖြစ်တယ် အဲ့ကောင်ချစ်တဲ့ရင်တရောင်းသားဖြစ်တဲ့ထဲမှာငါတယောက်ပဲရှိရဲ့ကျန်တဲ့လူတွေဘယ်သူမှမပါရဘူးမင်း ဒီကောင်ဦးရက်ကောင်ချစ်တာလေဗျာဦးတပင်ကိုချစ်တာလားဂီတကိုချစ်တာ ဟာဒီကောင်တလွားတွေရှောက်မင်းနေကွာနော်ညနန်းတွေကိုချစ်လို့ဟဲ့နော်ညနန်းတွေဆိုတာဘယ်သူလဲလို့မင်းကမမေးနဲ့နော်မင်းရင်ထဲမှာညနန်းတွေကိုညနန်းတွေလို့ပဲသဘောထားဟုတ်ပလား သူရွေးချက်ကြီးလည်းပျောက်ကုန်နေဗျာအားလုံးအခက်ခဲနေရွေးကြုံနေရ ဟာအခက်ခဲဆိုတာမင်းဒီမှာလေအဲ့အခက်ခဲဆိုတာအောင်မြင်မှုရဲ့စံမျိုးပေါ်ကြီးနော်အဲ့ဒီစံမျိုးကြီးအောင်မြင်ဆိုရင်မင်းကြောကြပြီလေမင်းပြီးပြီလေ အဲ့လိုအောင်နေကျွန်တော်ဘာဆက်လုပ်အောင် အဲ့လိုအောင်မြင်တော့ဘယ်လိုလုပ်အောင်လဲဆိုတော့မယ်လူတွေရဲ့စိတ်အထားကိုတွေးနိုင်တဲ့အမှုပညာသမားတယောက်ဖြစ်အောင်မင်းကြိုးစားမယ်ဒီကွာ လူတွေကစိတ်အစာကိုကျွန်တော်ဘယ်လိုသိနိုင် လူတွေရဲ့စိတ်စာကိုဘယ်လိုသိရမလဲဆိုရင်ကိုယ့်စိတ်ကိုကိုယ်အရင်သိအောင်လုပ်အောင်